အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ King Crab ပေါ့နော်။သွားစားခဲ့တဲ့ဆိုင်လေးအကြောင်းပြပြမယ်ပေါ့နော်။ဒီဆိုင်မှာအလာကတ်နဲ့ buffet ဆို2မျိုးရှိရပေါ့နော်။ဒီအလာကတ်ကတော့ King Crab တစ်ချောင်းကိုဘတ်1500လောက်ကစားတယ်။ဒါပေမဲ့ Kito ကကြောင့်အဝစားချင်တာဆိုတော့ဒီ King Crab ပါတဲ့4480ဘတ်တန် buffet လေးကိုယူခဲ့ပါတယ်။ဒါတွေကတော့သူတို့ဒီစားဖို့အတွက်ပေါ့နော်ဟိုခင်းပြထားပြီးဟာလေးပေါ့နော်အဲ့ဒီမှာကိုကြိုက်တဲ့ဟာလေးကိုရွေးပြီးတော့သူတို့အေးစားခြင်းလဲစားလို့ရတယ်အပူပေါင်းပေးဆိုလဲသူတို့အပူပြန်ပေါင်းပေးရပေါ့နော် King Crab ကတော့လေအရသာတော်တော်ကောင်းတယ်ဟိုဒီလိုမျိုးအသားလဲပြည့်ရပေါ့နော်တော်တော်လေးပြည့်ရစားလို့တော်တော်ကောင်းတာပါပြီးတော့သူတို့ချပေးတဲ့အဲ့ sauce လေးခုရှိရပေါ့နည်းနည်းချင်းအချင်းတက်လေးပါတဲ့ဟာလေးပေါ့နော်အဲ့ sauce လေးနဲ့တွဲစားရင်တော်တော်စားလို့ကောင်းတယ်ဒါက King Crab ကိုกินထားတာလေးပေါ့နော်ဒါကြ side menu အနေနဲ့ပါတဲ့ဟာလေးပါသူတို့ကတခုရှိရလေး buffet ဆိုပေမဲ့ drink menu ကမပါဘူးပေါ့နော်ကနန်းသားကတော်တော်လေးကိုချိုးပါတယ်ဒါပေမဲ့ cake ကတော့လေ snow crab ကိုမကြိုက်ခဲ့ဘူးဘာလို့ဆိုတော့ snow crab တော်တော်လေးလဲအရသာပေါ့လို့ပေါ့နော်မကြိုက်ဘူးပေါ့နော်ဒါကတော့ snow crab နဲ့လောက်ထားတဲ့ miso soup ပေါ့နော်ကြည့်ပါဦးဒီမှာကနန်းသားလေးဆိုပြည့်ပြီးနေရမယ်ဒီမှာကစ်တို့စားခဲ့ရပါတော့တော်တော်များများစားခဲ့ buffet ကတော့တန်ပါတယ်ပေါ့နော် King Crab အနေနဲ့ကြတော့ဒီစီ4480လေးရတော့ဒါကတော့မဘန်းအစီအစဉ်လေးပါမစားနေပါပြီပြီးတော့သူတို့ကဒီဂရင်းရှင်းအောင်လို့ရည်ရည်ချက်လေးလည်းတိုက်ပါတယ်အဲ့ဒါတော့ free ပါနောက် Google Map မှာ review ပေးရေခဲမုတ်တစ်ခွက်လည်းချပေးရပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကြည့်ရှုပေးကြတဲ့အတွက်တတ်တာ